ပြောနေတဲ့ယောက်ျားတွေကဟောင်းဆွဲကြိုက်ပြီးတော့လှုပ်ရမ်းပလိုက်စမ်းနှလုံးသားကိုပြောတော့အဲ့နှလုံးသားဘာလို့အိပ်ပြောလဲဆက်တယ်လို့လာပြောကြပါလားဒီမှာချက်တူတရားလုံးလို့စနေကဲဘာဖြစ်တာတော့ညာဟုတ်စီရာသီဥတော့အရန်ဘူးတော့လေရွှတ်ထွက်တာအများကြီးရှင်ဖက်တီရောနောက်ကျော်လေးမှာမိတ်ကေတာပေါက်နေလို့ဆေးလေးလို့ရှင်လို့ပါဆရာကျွန်တော်ကစီးရေးပြလိုက်လို့ရတယ်ဗျာဒါပေမဲ့တော့အရှင်ဒီပေါ်ဦးတည်ပြီးတော့စီးပြရမှာဆိုတော့လေဖြစ်နိုင်ရင်ခင်ဗျာကျွန်တော်အင်ကြီးလေးဆွပြရတယ်နော်နီဟုတ်ရပါတယ်ဆရာဟုတ်ချစ်ပြပါမယ်ဆရာဟုတ်အဲ့ဆိုရင်လည်းဆွပြလေးဆရာတရားကြည့်ပြီမယ်နော်ဟုတ်ကဲ့ဆရာဟုတ်ခဏလေးနဲ့ကျွန်တော်ကလေးတော့ခေါ်လာအောင်မယ်မိတ်ကခင်ဗျားတော့တယ်မဟုတ်ဘူးလားမဟုတ်ဘူးလေဆရာကျမသမီးလေးပေါက်တာကလေးပြမှာဟိုကလေးဆိုရင်တော့ပြမယ်နဲ့ကိုကြီးညီမလေးကလေကိုကြီးဆုံးမရင်လိမ္မာမဲ့ကလေးလေးပါလောက်ပြီကိုကြီးကလည်းအဲ့လိုစိတ်စိတ်ကားကားကြီးတော့မပြောပါနဲ့နင်တော်တော်ဖြစ်နေရလားပြောပြောလို့မရရင်မရင်းကြီးယူမှာနော်တခုတော့သတိပေးလိုက်မယ်နော်ကိုချစ်တဲ့သူကိုတော့ရရက်ဆက်ဆက်ကိုတုံးမှာအဲ့တန်နေမင်းခံနိုင်မှာမလားကြိုက်တာတူလို့ရတယ်ကြိုက်တလောက်တူလို့ရတယ်ဟိုဟာမတူရင်ပြီးရောဟာလေဘာလို့ပြောရလဲစိတ်ဘယ်လေညာအိမ်မက်မက်တော့လေကိုတငယ်ချင်းတွေရောတဲလေးတငယ်ချင်းတွေရောအကုန်ပါတယ်တဲလေးဘာလို့မပါတာလဲဘာလို့မလာတာလဲအိမ်မက်ထဲကိုအမေပေါ့အိမ်မထွက်အောင်တဲ့တက်ကနေ3ထိရီမယ်နော်ရှင်အခုချက်ချင်းလာနော်အိမ်မကြောက်တဲ့ငါမပါဘူးတက်ကနေ3မကလို့3သိန်းအထိကြီးပါစေဂယုကိုမဆိုင်ဘူးလာနေပြီလာပြီမန်နေဂျာကြီးကအိမ်တော်မပြုတ်တော့လားနင်မကြားဘူးလားမိမဆိုတာမရှိမကောင်းရှိမကောင်းမပေါင်းလဲခက်ပေါင်းလဲခက်တဲ့အဲ့လိုလည်းမဟုတ်ပါဘူးဂျာကြီးရဲ့မရှိပြန်တော့လဲလက်ညောင်းတာဗောဂျာကြီးရဲ့ရှိပြန်တော့လဲခါညောင်းတာဗောကိုဒီလိုတွေပဲဆက်လုပ်မယ်အသေးကိုပြဿနာတွေပဲရှာနေမယ်ဆိုရင်ကိုကိုပြစ်ထားရလိမ့်မယ်ကျေးဇူးပြုပြီးကိုကိုမပြစ်ထားပါနဲ့တဲလေးရဲ့ကိုကနောက်တစ်ယောက်ရှာတတ်လို့ပါ哎呦我的妈